တလကလို့ခေါ်တဲ့ကျဲတကုံကြီးကြောင့်ကဘာမြေရဲ့85ရာခိုင်နှုန်းကျော်ပျက်စီးသွားခဲ့ရတယ်။အချိန်9နှစ်ကြာသွားခဲ့ရင်တော့ကဘာကြီးကငကိုအတိုင်းပြန်မကောင်းသေးပါဘူး။ကျဲတကုံနဲ့အပိုင်းစားတွေကကဘာပတ်လန်းထဲမှာရှိနေစေဖြစ်ပြီးတခါတရံကဘာဘော်ကိုကြာလာတတ်ပါတယ်။ Garrity မိသားစုကတော့တခြားသူတွေနဲ့အတူ Greenland ကမြေအောက်ဘန်ကာထဲမှာပုံအောင်ရင်အဲ့ဒီဘေးဒုက္ခကနေလွတ်မြောက်ရှင်သန်ခဲ့ကြတယ်။ဘန်ကာထဲကလူတွေဟာကဘာကြီးကိုပြန်လဲတိဆောက်ဖို့စူးစမ်းကြပြီးမြဲကဘာတစ်ကတော့အရှမ်းကိုပရန်ပရာဖိနေပါပြီ။ရေဒီယိုတက်တိကြွမှုတွေကြောင့်နေရာတော်တော်များများမီးလောင်ပျက်စီးခဲ့ရပြီးလမ်းကြောင်းပေါ်မှာရှိသမျှအရာအလုံးကိုဖျက်ဆီးပစ်နိုင်တဲ့လျှက်စစ်တန်းလိုက်မုန်တိုင်းတွေကလည်းရုတ်တရက်ကြားရောက်တတ်တာကြောင့်သူတို့တွေမြေအောက်မှာပဲနေထိုင်ကြရတယ်။9နှစ်အကြာမှာတော့သူတို့အားလုံးဟာဒီအခြေအနေတစ်တိအပေါ်အတော့အတန်လိုက်လျော်ညီထွေနေထိုင်တတ်လာကြပြီ။အခုဆိုရင် John Garrity ကအင်ဂျင်နီယာတယောက်အဖြစ်ရောကင်းထောက်တယောက်အဖြစ်ပါအလုပ်လုပ်နေပါတယ်။သူကတာဝန်တစ်ခုနဲ့အပြင်ထွက်နေတာပါ။စစ်စင်းနေရင်နဲ့နောက်ထပ်မြေစားပြင်အကြောင်းတစ်ခုပွင့်လာပြီးချော်ရည်တွေထွက်လာတာကိုသူတွေ့လိုက်တယ်။သူဟာပင်လယ်ဘက်ကိုသွားကြည့်တဲ့အခါကမ်းခြေမှာအသက်ကလေးတချို့နဲ့ပျက်စီးနေတဲ့တင်းဘောကြီးတစ်စီးကိုတွေ့ခဲ့ရတယ်။သူအဲ့ဒီလေတွေကိုစစ်ဆေးကြည့်ပြီးမြဲဘာမှမရှိပဲအလွတ်တွေဖြစ်နေတယ်။အသုံးဝင်မဲ့အရာတစ်ခုခုရမလားလို့တင်းဘောလေးကိုသူဝင်ရှာခဲ့တယ်။အခြေစကားကဒီမုံတိုင်းတစ်ခုဖြစ်ပေါ်နေပြီလို့သတိပေးချက်ရပေမဲ့သူ့စီရောက်ထို့တော့အချိန်ယူအောင်ပါ။သူကတော့တော်တော်လေးချောင်းဆိုးနေပြီးမျက်နှာဖုံးကိုချွတ်လိုက်တယ်။သူတင်းဘောထဲမှာလိုက်ရှာရင်စာအုပ်တအုပ်ထဲမှာပန်း6လိပ်တစ်ပွင့်ကိုတွေ့သွားခဲ့တယ်။စခန်းကနေသူ့ကိုမုံတိုင်းကအခုသူ့အပေါ်တဲ့ကိုရောက်နေပြီလို့အကြောင်းကြားလာတယ်။သူချက်ချင်းထွက်သွားဖို့လိုအပ်နေပြီ။သူတင်းဘောထဲကနေထွက်ပြေးလာတဲ့အခါမုံတိုင်းကသူ့နောက်နားလေးတင်ရောက်နေပါပြီ။သူစခန်းဘက်ကိုအမြန်ပြေးသွားပြီးစခန်းတကားကိုဖွင့်ပေးဖို့တောင်းဆိုခဲ့တယ်။သူတို့တကားဖွင့်ပေးပေမဲ့ရေဒီယိုတက်တီကြွမုံတိုင်းကိုအထဲဝင်လာနိုင်တာကြောင့်တကားကိုအကြာကြီးဖွင့်မထားနိုင်ပါဘူး။ John ကသူတို့တွေကိုတကားပိတ်လိုက်ဖို့ပြောလိုက်တယ်။သူမုံတိုင်းမမီခင်မှာတကားမပိတ်သွားခင်အမိခုံဝင်နိုင်အောင်ကြိုးစားခဲ့တယ်။သူ့ဇနီး Allison ကတော့စခန်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေပါပြီ။သူတို့ဟာအစည်းအဝေးတစ်ခုလုပ်နေကြတယ်။အဲ့ဒီမှာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Adam ကရိတ်ခါတွေတော်တော်လေးနည်းနေပြီဖြစ်ကြောင်းအသိပေးခဲ့တယ်။သူကတော့နောက်နှစ်မှာအပြင်ဘက်မှာစိုက်ပျိုးနိုင်ဖို့မျှော်လင့်နေတာပါ။ဒါပေမဲ့ဒေါက်တာအမီနာကတော့အဲ့ဒါမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ဒီစခန်းကဆက်ပြီးရပ်တည်ဖို့မဖြစ်နိုင်တော့တာကြောင့်သူတို့ဒီစခန်းကနေလေထဲကိုထွက်တော်ဖို့လိုအပ်နေပြီ။ဒါပေမဲ့ကနေဒါလေအမေရိကန်ကပျက်စီးသွားပြီး Iceland လည်းမရှိတော့ပါဘူး။ Allisonကအနောက်ဥရောပဘက်မှာမုန်တိုင်းတွေနေတာကြောင့်အတော်တန်ဘေကင်းတွေကိုကြားမိကြောင်ပြောပါတယ်။ဒါပေမဲ့အဲ့ဒီမှာရေဒီယိုတက်တိကြွမှုတွေရှိနေစေဆိုတာကိုတော့သူမတတိပေးခံခဲ့ရတယ်။ရေဒီယိုတက်တိကြွမှုဟာပမာဏနည်းနည်းလေးပဲဆိုရင်တောင်ရေရှည်မှာတော့တကယ်ကိုအန်ဒီရများလာပါတယ်။အဲ့ဒီနောက်မှာတယောက်ကကျဲတကွန်ကြောက်ရာမြေစာပြင်အကြောင်းခရီတာအကြောင်းကိုမေးမြန်းခဲ့တဲ့ဒေါက်တာအာမီနာကအနောက်ဥရောပဘောကိုကြောက်ရောက်ခဲ့တဲ့ကျဲတကွန်ရဲ့အဓိကအပိုင်းစာကြီးဟာအေယာမမြေစာပြင်အကြောင်းကြီးတစ်ခုဖြစ်ပေါ်စေခဲ့ကြောင်းရှင်းပြပါတယ်။သူမရဲ့လှုပ်ဖော်ကိုင်ဖက်တွေနဲ့တွက်ချက်ကြည့်ချက်အရအဲ့ဒီအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့တောင်တန်းတွေနဲ့အကြောင်းရဲ့အနက်ဟာရေဒီယိုတက်တိကြွမုန်တိုင်းတွေကိုဟန်တားပေးထားနိုင်တာကြောင့်အဲ့ဒီနေရာဟာဘဝတစ်တွေကိုပြင်လည်ပြိုးထောင်ဖို့အကောင်းဆုံးနေရာဖြစ်နေပါတယ်တဲ့။ဒါပေမဲ့စစ်ဗိုလ်ချုပ်ကတော့အဲ့ဒီနေရာဟာ Greenland နဲ့အရန်ဝေးကွာလွန်းတယ်လို့ဥရောပမှာလည်းပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းတွေရှိနေတယ်လို့ပြောပါတယ်။အစည်းအဝေးပြီးမှာတော့ဂျွန်ဟာစိတ်ချမ်းသာရေးဆရာဝန်တဦးနဲ့တွားရောက်တွေ့ဆုံခဲ့တယ်။ဆရာဝန်ကဒီဘဝနေထိုင်မှုပုံစံတစ်ကိုသူဘလို့ရင်ဆိုင်ကြော်ဖြတ်နေလဲလို့မေးတဲ့အခါဂျွန်ကသူအခုတော့အသားကျနေပြီလို့ပြန်ဖြေခဲ့ပါတယ်။ဆရာဝန်ကတော့သူ့ရဲ့အဖော်ဇနီးဖြစ်သူအပေါ်မှာအရာရာကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့သူ့ကိုအကြံပေးခဲ့ပါတယ်